ဆုံးတော့မီးများထွေးတာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အိုက်ကောင်မလေးကောင်မလေးသူကဘာတူလဲဟဲ့သူဘေးထဲမှာဘောတွင်နဲ့ပြေစကားပြောဖို့ကမတော်တော်တွေပဲဟဲ့ဒါကြောင့်ငါရှော့နေခဲ့ရလက်ရှော့စင်ဘောတွင်နဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေးလိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူကတူတူပဲလိုက်ပြီတူနဲ့နူပဲကြိုက်ပြီးသူကလည်းဘောနဲ့ကိုလည်းပြီးတော့မကြိုက်သည်အော်ကြိုက်ပြီးငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝအိုင်နီဟိုချမ်းချမ်းငမ်းရှက်ဆိုကလူလည်းမငိုင်းတော့ထားတဲ့အိုပါငါတို့ကိုတွေ့ရဆိုလားဟိုမှာလာနေချိုသားချစ်တတ်တဲ့ကိုလူပြိုနာကမလို့သူရန်သူတွေကိုတာမင်းတို့ကိုကြောင်သားကရှိုးနေတဲ့မှောင်ခိုတွေများမင်းတော့ကောင်းကောင်းနိုင်လို့